ခုတော့ကြတော့ကိုစောမျိုးထွန်းကရွှေရမ်းမြူပုံစံပတ်ချောက်ကိုသူကရွှေရမ်းမြူကိုအထက်ပေါ်မှာတင်းထားတယ်ဆိုတော့ပတ်ချောက်တစ်မျိုးတီးကြည့်မယ်ဗျာတပင်းကိုတဲ့ထွက်ဟုတ်လားခက်ကလေးရဲ့ကိုခက်ကလေးရဲ့ခက်ကလေးရဲ့ရောက်ဘူးတဲ့ဆိုရအောင်ရောက်ဘူးတဲ့ဆိုရအောင်ရွှေဘိုးသူပြုံးငယ်ကြိုက်ကဲ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 မင်းလိုက်ခဲမင်းလိုက်ခဲတရားမမဲတပင်ကိုတဲ့ပါလို့အခက်ရတဲ့ခေါ်ကိုစောမျိုးတို့ခင်ဗျားတို့ကြားဘူးလေဒုတိယဘက်ကျတော့ဟောမကြားဘူးတော့ဘူးရွှေဘိုခရိုင်အတွင်းမှာပါတော့ရွှေဘိုအကြောင်းတီးပေးရတယ်ရွှေဘိုအကြောင်းဒုတိယဘက်ရှိပါသေးတယ်ခင်ဗျာအလင်းကကျော်စွာဥဟံဘကတော့ဓပြားမလောက်လို့လားမသိဘူးအတန်သွန်းမသွားပါဘူးပြောရဲပါတယ်ဒုတိယဘက်တနိုင်ငံလုံးဘယ်သူမှမရပါနော်ဟုတ်ကဲ့အလင်းကကျော်စွာဥဟံမှာမရှိတော့ဘူးလေမှန်တယ်ဗျာဟုတ်တယ်ဒါကြောင့်မလို့တို့အလင်းကကျော်စွာဥဟံဘကဒုတိယဘက်ကိုဓပြားထဲမှာထည့်မသွားခြင်းကြောင့်ဟုတ်ကဲ့ကိုစောမျိုးထွန်းနားထောင်ကြည့်ပါဒါရှားပါပစ္စည်းနော်ရွှေဘိုးရဲ့ဒုတိယအပိုက်ကလေးကဒီလိုလာတယ်ဤရွှေဘိုးမြတ်တော်မြောက်မာလာဤရွှေဘိုးမြတ်တော်မြောက်မာလာဝါဒနာရှင်များခင်ဗျာကိုနင်းဆွေတို့နားထောင်ကြည့်ရပါနော်ဦးလက်မောင်တို့နားထောင်ပါကျွန်တော်ဦးဝင်းမြင့်ပြန်သွားပြီလားမသိဘူးနော်ရေဦးဆိုတော့ပြန်မှာပေါ့နော်ကဲကိုအောင်လေးနားထောင်ကြည့်ကိုဖိုးကျော်တို့နော်ဒါကဥဆွေတီးသွားတယ်နော်အဲ့ဒါဥဆွေရဲ့လက်ရမဟုတ်ဘူးကျွန်တော်ဆရာအလင်းကကျော်သွားဥပမောင်လက်ရဘယ်လောက်နားထောင်ကောင်းလားကျွန်တော်ကဘာပြောတာဘာဆိုဥပမောင်ပြောတာပါဥ
ဥပမောင်ရလို့ဘာဘာရလို့မင်းညာတော့ကတိုင်းချင်းတန်းချင်းဇက်သေးနှစ်ပါးသွားလဲစကန်းချရောဘာဘာတီးတာလေးကနောက်တော့လို့ကောင်းလိုက်တာဗျာလို့ဟဲ့ဒါတန်းဆွေတဲ့ပတ်တီးတာမဟုတ်ဘူးတဲ့ဘာဘာဘယ်လိုရဲပတ်တီးတာမဟုတ်ဘူးတဲ့ဆော့ကစားတာတဲ့ရှေးချေကားများနော်နားထောင်ကြည့်နော်ဥပမောင်ပတ်လုံးကိုဆော့ကစားတာတဲ့ဒါကြောင့်တိတ်နိုင်လေး ဟုတ်ကဲ့ အေးမင်းကတန်းချင်းတန်းချင်းထားပါတော့ကွာမင်းရဲ့ခုနောက်ဆုံးလဲသွားရောဥပမောင်ပတ်လုံးဆော့ကစားနည်းလေးဟောဒီတာဝတိဝါသနာရှင်များအတွက်တီးခင်လို့ဒါလေးပြန်ချပေးမှာ တစိတ်တော်မရရင်သူနိုင်ရဲ့လေ အဲ့ဒါလေးကပတ်လုံးဆော့ကစားတာလေဗျာလက်ဆက်နဲ့ကျွန်တော်ဆရာအလင်းကပြောသွားဥပမောင်ရဲ့ဆရာစိတ်ပတ်စမ်းစမ်းမုံစမ်းဒီဥစိစမ်းပြအောင်မယ်စောစောကဇော်မင်းမောင်ကစမ်းတော်ချင်းစိန်မမောင်နဲ့ဥပမောင်ရဲ့ပတ်စမ်းရှင်းပြသွားတယ်မဟုတ်လားခုကျွန်တော်ကစိတ်မရရဲ့အခုဆရာစိတ်ပတ်စမ်းစမ်းပြမယ်ဆရာစိတ်ပတ်စမ်းနဲ့ဆရာစိတ်ကဥပိ္ပဒါနဲ့ဘာတော်တယ်လဲဆိုတော့ညီကိုတော်ပါတယ် ဟုတ်ကဲ့ဗျ ဒါပေမဲ့ညီကိုတော်ပြီမဲ့ဥပိ္ပဒါလက်နဲ့ဆရာစိတ်လက်နဲ့တခြားစီအကုန်လုံးကောင်းကြတယ်နော် ဟုတ်ကဲ့ ကျွန်တော်ဆရာအလင်းကားပြောတာဥပမောင်ကငါတို့ရဲ့အဖေဖေတဲ့ခေါ်တယ်ငါတို့ဖေရဲ့လက်ပေါ်တွေပါတယ်ဒီလိုစမ်းတာရှေ့ပတ်စမ်းတယ်ဆရာစိတ်ရှေ့ပတ်စမ်းခေါ်တယ်ဗျာ ဟုတ်ကဲ့ဗျာ ကောင်းမလားဗျာ ဒါကဆရာစိတ်ရဲ့ရှေ့ပတ်စံ